အားလုံးပဲမင်္ဂလာပါရှင်ဂန်းကော်ကပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာဆရာကြီးမောင်ခင်မင်းတနုပြူရေးတဲ့နောက်ခံဖြစ်ရရှိသောဥပစာဆိုတဲ့ဆောင်းပါးကိုဖတ်ပြပေးခြင်းပါတယ်ရှင်နားဆင်ပေးကြပါရှင်မြန်မာဥပစာစကားများတွင်ဇဝိတ္ထုပုံမြင်ရာဇဝင်နှင့်ဖြစ်ရများကိုအခြေပြုတင်စားသောစကားများလည်းအပါအဝင်ဖြစ်သည်ထိုဥပစာများ၏အဓိပ္ပာယ်ကိုအပြည့်အဝနားလည်ရန်အတွက်နောက်ခံအကြောင်းများကိုသိထားဖို့လိုအပ်ပါသည်ဖျားလောင်းအမည်အချို့ကိုဥပစာအနက်ဖြင့်တွင်တွင်ကျဲကျဲအသုံးပြုကြပါသည်သူ့အမျိုးသားကကိုတေမီကြီးပဲမင်းကတေမိလုံနေပြန်ပြီဆိုသောစကားများတွင်တေမိကိုစကားမပြောသူစကားနည်းသူဟုသောအဓိပ္ပာယ်ဖြင့်တင်စားထားခြင်းဖြစ်သည်မင်းပြူရလျင်အကုသိုလ်ကိစ္စများကြောင့်ငရဲကြမည်ဆို၍အဟံဆောင်ကစကားမပြောဘဲနေသောအလောင်းတော်တေမိယမင်းသား၏ဖြစ်ရက်ကိုအစွဲပြုကာတင်စားခြင်းဖြစ်သည်အလှအတန်းရရောသူကိုသူကတော့ဝိတ္တန္တရာပဲဗျာဟုပြောခြင်းမျိုးမှာဒါနပါရမီထက်သန်စွာအလှအတန်းရရောသောအလောင်းတော်ဝိတ္တန္တရာမင်းကြီး၏ဂုဏ်ကိုအစွဲပြုတင်စားခြင်းဖြစ်သည်ပြဿနာဖြေရှင်းနိုင်သောပညာရှင်ကိုမဟောတထာဖြေရှင်းမှာပဲပြည်လေတော့တယ်ဟုချီးကျူးပုံမျိုးမှာလည်းအလောင်းတော်မဟောတထာဒုက္ခမေ၏ဂုဏ်ကိုအစွဲပြုတင်စားခြင်းဖြစ်ပါသည်ရေကူးတော်သူကိုအလောင်းတော်ဇနကမင်းသားနှင့်တင်စားပြီးဒီလူကတော့ဇနကပဲဟုတင်စားပုံမျိုးရှိတော်လဲတိတ်အသုံးမတွင်လှပါဇနကမင်းသားကိုကယ်ဆယ်သောမဏိမေခလာနတ်သမီးနှင့်တင်စား၍မေခလာမကယ်ရင်သေမယ်ဟုသောတင်စားပုံမျိုးရှိပါသည်ဇနီးကောင်းများကိုတော်လေးဝါဟုတင်စားချီးကျူးလေ့ရှိပါသည်လင်သားကိုတစ္ဆာစောင့်တည်သူဇနီးကောင်းမိမမက်များဖြစ်သောအမယာကိန္နရီမဒီတန်ပူလာတို့လေးဦးဤဂုံကိုအစွဲပြု၍တင်စားခြင်းဖြစ်သည်ခမားဇနီးကတော့တော်လေးဝဝင်ပါပဲဗျာဟုတင်စားပုံမျိုးဖြစ်သည်မဟောတထာဤကျင်ယာအမယာစန္နကိန္နရာဤကျင်ယာစန္နကိန္နရီဝိတ္တန္တရာဤကျင်ယာမဒီနှင့်တုထိသေနမင်း၏ကျင်ရာတန်ပူလာတို့သည်ဘေးအန္တရာယ်နှင့်ကြုံစေကာမူခင်မွန်းများကိုတစ္ဆာဆွဲမြဲသောတော်တက်မှန်ကန်သောဇနီးကောင်းများဖြစ်၍တော်လေးဝါဟုဝိသေသပြုခြင်းဖြစ်သည်ဖြက်လိုဖြက်စီးလှုပ်တတ်သူကိုမာနတ်ဟုတင်စားလေရှိသည်ဂေါတမဖျားရှင်ကိုရန်ပြုဆန့်ကျင်သောမာနတ်ကိုအစွဲပြုတင်စားခြင်းဖြစ်သည်ထိုအတူဒေဝရတ်သည်လည်းဖျားရှင်ကိုရန်ပြုဆန့်ကျင်သူဖြစ်သည့်အတွက်ဒေဝရတ်ဟုလည်းတင်စားလေရှိသည်ဒီငမူးတွေကအလှပြစ်အောင်လိုက်ဖြတ်နေကြတဲ့မာနတ်တွေဒေဝရတ်တွေပဲဟုတင်စားပုံမျိုးဖြစ်သည်မိခင်ဖခင်ကိုရန်ပြုသည့်သားကိုအစာတသက်ပဲအစာတသက်လက်တစ်ပဲဟုတင်စားခြင်းမှာလည်းခမဲတော်ဗိမတာယမင်းကြီးကိုတတ်သောအစာတသက်မင်းသား၏အပြုမူကိုအစွဲပြု၍တင်စားခြင်းဖြစ်သည်ဝိတ္တန္တရာဇက်မှဇုစကားပုံနာကြီးအစားလွန်၍ဇဘိုးနှင့်ပြီးတေသည့်ဖြစ်ရက်ကိုအစွဲပြု၍အလွန်အမင်းအမျက်ကြီးစားသူကိုဇုစကားဟုတင်စားလေရှိသည်တချိန်ကအမျက်ကြီးစားစီးပွားရေးလုပ်ငန်းရှင်များကိုဇုစကားဟုရှုံချပြောဆိုရေးသားခဲ့ကြပူပါသည်ဟဲ့ဒီကာလနဂအခုထိအိပ်ယာမထသေးဘူးနေမြင့်လှပြီဟုသောစကားတွင်ကာလနဂမှာအိတ်ကြီးသူဟုအဓိပ္ပာယ်ရသည်ဖျားတဆူပွဲမှတစ်ကြိမ်အိပ်ယာမှနိုးသည်ဆိုသောသမုဒ္ဒရာထဲကကာလအမည်ရှိသောနဂါးကြီးကိုအစွဲပြုတင်စားခြင်းဖြစ်ပါသည်ထိုအတူဘူရိတဇက်တွင်ဆူလအမည်ရှိသောလိပ်သည်မိမိကိုအပြစ်ပေးမည့်သူများအားငိုယိုတောင်းပန်၍မိမိကိုရေထဲပြစ်မချပါနဲ့ဟုပရိယေဖြင့်ဆိုသည်ကိုအဟုတ်မှတ်၍သမုဒ္ဒရာထဲသို့ပစ်ချလိုက်ရာဆူလလိပ်အကြိုက်တွေ့သွားသည့်ဖြစ်ရက်ကိုအစွဲပြု၍တနေရာသို့ရောက်သွားပြီးပျော်ရွှင်နေသည့်အတွက်ပြန်မလာတော့သည့်သူကိုဆူလလိပ်ရေထဲလွှတ်သလိုဟုဥပမာပေးပြီးဆူလလိပ်ဖြစ်သွားပြီဟုတင်စားလေ့ရှိသည်မြမသမိုင်းတွင်မင်းတို့မင်းကြီးကိုလှုပ်ကြံရန်မြင်းငွန်းနှင့်မြင်းခုံတိုင်းမင်းသားညီနောင်ကိုဘေရင်တွေ့၍အခပေးသောစာဆိုဥပုံည၏ဖြစ်ရက်ကိုအစွဲပြု၍မကောင်းမှုတစ်ခုခုပြုလုပ်ရန်အချိန်သတ်မှတ်ပေးသူကိုအခပေးဥပုံညဟုတင်စားလေ့ရှိသည်တခိုးကိုငတက်ပြားဟုတင်စားခြင်းမှာလည်းအင်းဝတဒိုးမင်းဖျားလက်ထက်ကထင်ရှားသောတခိုးကြီးငတက်ပြားကိုအစွဲပြုတင်စားခြင်းဖြစ်သည်ကိုလိုနီခေတ်ဦးကဝင်စရေးဦးကြီး၏ချမောင်ရွက်သည်မောင်မှိုင်းဝတ္ထုမှာလူရှုပ်လူပွေမောင်မှိုင်းကိုအစွဲပြု၍မောင်မှိုင်းဟုသောအမည်ကိုလူရှုပ်လူပွေမိန်းမကိစ္စရှုပ်ပွေသူဟုသောအဓိပ္ပာယ်ဖြင့်တင်စားသုံးသည်
ထိုခေတ်ကမြမပညာတတ်တချို့မိမိတို့အမည်ရှေ့တွင်မာစတာတက်၍ဂုဏ်တင်လေ့ရှိသည်ကိုသရော်လိုသောဆရာကြီးဦးလွန်းကထိုသူများနှုတ်ဆက်သည့်မာစတာကိုလူရှုပ်လူပွေမောင်မိုင်းနှင့်တွဲကာမာစတာမောင်မိုင်းဟုကလောင်အမည်ယူခဲ့သည်ထိုအတူဦးကြီး၏စကားတောင်စားဝတ္ထုမှစကားတောင်စားပခမ်းသားငလတ်တိုချီပါသားငညိုတို့ကိုအစွဲပြု၍စကားကပ်ပြောတတ်သူကိုစကားတောင်စားစကားတန်ရှည်သူစင်ကြယ်များသူများကိုချီပါသားပခမ်းသားဟုတင်စားသုံးလေ့ရှိပါသည်ရန်လိုသူခဏခဏရန်ဖြစ်တတ်သူကိုငပွကြီးဟုတင်စားလေ့ရှိပါသည်ကိုလိုနီခေတ်ကဆရာကြီးဦးဖေမောင်တင်နှင့်ဦးချိုတို့ပြုစုသောမြန်မာကြည့်စာတွင်ပါသောပုံမြင်ကိုအစွဲပြုခြင်းဖြစ်သည်ဘုန်းကြီးကျောင်းတစ်ကျောင်းတွင်ရန်ဖြစ်တိုင်းအမြဲပါသောငပွကြီးဆိုသည့်ကျောင်းသားကလေးတစ်ယောက်ရှိသဖြင့်ရန်ဖြစ်ပြီဆိုလျင်ဆရာတော်ကငပွကြီးပါမည်ဟုကြိုတွက်ထားပြီးအခြားတစ်ယောက်ဘယ်သူဖြစ်မည်ကိုသာစုံစမ်းကြောင်းရေးထားသည့်ပုံမြင်ကလေးဖြစ်သည်တစ်ချိန်ကအင်အားကြီးနိုင်ငံတစ်နိုင်ငံကိုငပွကြီးဟုတင်စားသုံးခဲ့ပူးပါသည်မဲပြပစိုးကိုသာအကြိမ်ကြိမ်ဝတ်သည့်အဓိပ္ပာယ်ဖြင့်တခါလာမဲပြပစိုးဟုစကားပုံဆိုထုံးပြုသည်ထိုစကားပုံအရထူးခြားဆန်းသစ်မှုမရှိဘဲထပ်တလဲလဲဖြစ်နေသည့်ဖြစ်ရပ်များထပ်တလဲလဲပါနေသည့်လူများကိုမဲပြပစိုးတွေဟုတင်စားလေ့ရှိသည်အဖွဲ့အစည်းတစ်ခုတွင်လူအပြောင်းလဲမရှိဘဲအမြဲပါနေသူများကိုဒီအဖွဲ့မှာတော့အားလုံးမဲပြပစိုးတွေကြီးပဲဟုတင်စားလေ့ရှိပါသည်ကရိယာအဖြစ်သုံးသောဥပစာစကားများတွင်လည်းနောက်ခံဖြစ်ရပ်ရှိသည့်စကားများပါဝင်ပါသည်အသက်ကြီးမှစာတတ်သူကိုဂျပွေအတက်ပေါက်ပြီဟုတင်စားခြင်းမှာပကံခေတ်ကအသက်ကြီးမှစာတင်ရန်ဘုရင်ထံကန့်ကိုဆန်အလှခံသောယဟန်ကြီးကိုဘုရင်ကအရှင်ဖျားဂျပွေအတက်ပေါက်မှစာတတ်မယ်ဟုသရော်လိုက်သည်ကိုမခံခြင်းဖြစ်ပြီးစာတတ်အောင်ကြိုးစား၍မိသမျှဖြေနိုင်သည့်အခြေအနေသို့ရောက်သောအခါဂျပွေမှာတစ်ခက်များချီပြီးဘုရင်ထံကြွသွားကာဂျပွေအတက်ပေါက်ကြောင်းမိန့်ကြားသောယဟန်ကြီးဦးဂျပွေအကြောင်းကိုအစွဲပြုတင်စားခြင်းဖြစ်သည်ဂိတ်ကုတ်တောင်ရွှေကူကြီးတွင်ခိုအောင်းနေကြသောဟင်းသာများသည်အချင်းချင်းတက်စားကြ၍ခွန်အားနည်းပြီးပျက်စီးရသောဇဝတ္ထုကိုအစွဲပြု၍ဇက်တူသားစားဟင်းသာ9,000ပြဲဟုစကားပုံဆိုထုံးပြုသည်ထိုစကားပုံအရအချင်းချင်းအန္တရာယ်ပြုသည်ကိုဇက်တူသားစားတယ်ဇက်တူသားမစားကောင်းဘူးစသည်ဖြင့်တင်စားသုံးနှုန်းပါသည်ဒုက္ခပေးမည်အရာကိုအကောင်းထင်ပြီးမမောလျင်ငရဲပန်းကိုရွှေပန်းထင်ပြီးမမောနေတယ်ဟုတင်စားသုံးလေ့ရှိသည်မိတ္တဝန္တကဇက်မှမိတ္တဝန္တကမည်သောတငယ်သည်မိမိကိုညှဉ်းဆဲသတ်ဖြတ်သည့်ငရဲတင်ထုံးစက်ကိုရွှေပန်းဟုထင်မှတ်၍လိုချင်မိသည့်အတွက်ဒုက္ခရောက်ရပုံကိုအစွဲပြုတင်စားခြင်းဖြစ်သည်အလုပ်ထွက်ပြီးနိုင်ငံခြားသွားဖို့မကြိုးစားဘဲဘိုးနေမြဲကြားနေမြဲနေတာပဲကောင်းပါတယ်ဆိုသောစကားမျိုးတွင်နဂိုနေမြဲအတိုင်းနေမည်ဟုဆိုလိုခြင်းဖြစ်သည်မောင်ပိုနှင့်ကြားပုံမြင်တွင်လှောင်ချိုင့်ထဲမှကြားကိုထုတ်ပေး၍ကယ်ဆယ်မိသောမောင်ပိုကိုကြားကစားမည်ပြုရာတရားသူကြီးဖြစ်သောယုံကမောင်ပိုနှင့်ကြားကိုဤကိစ္စမဖြစ်မီကနေမြဲအတိုင်းနေကြရန်ခိုင်းသဖြင့်ကြားကလှောင်အိမ်ထဲပြန်ဝင်ပြစဉ်လှောင်အိမ်ကိုပိတ်၍နေမြဲအတိုင်းနေဖို့အဆုံးအဖြတ်ပေးသောပုံမြင်ကိုအစွဲပြု၍တင်စားခြင်းဖြစ်သည်ဘာမဟုတ်တဲ့ကိစ္စကိုဘာယာနတိချဲ့ပြီးပြောနေလိုက်တာဟုပြောသောစကားသည်အသေးအဖွဲကိုအကျယ်ချဲ့ပြောသည်ဟုအဓိပ္ပာယ်ရသည်ဘာယာနတိပြည့်ရှင်၏မိဖုရားတစ်ပါးသည်ဆင်းရဲသွားပြီးတထေးအိမ်မှာမှီခိုနေရစဉ်သားပြက်သားသည်မွေးရာမိမိသာဘာယာနတိမိဖုရားအဖြစ်နေရလျင်ဤသို့ဆင်းရဲမည်မဟုတ်ဟုဘာယာနတိကိုတန်းတား၍အကျယ်ချဲ့ကာငိုကြွေးသည့်ဇင်းမယ်ပနာတဇဝတ္ထုတစ်ပုဒ်ကိုအစွဲပြု၍ရှောမွေးနှင့်ဘာယာနတိချဲ့သည်ဟုစကားပုံဆိုထုံးပြုသည်ထိုစကားပုံမှယူ၍တာမန်ကိစ္စကိုအကျယ်ချဲ့သည်ကိုဘာယာနတိချဲ့သည်ဟုတင်စားခြင်းဖြစ်သည်မိမိကိုယ်တိုင်မနှစ်သက်သော်လည်းအများနည်းတူလိုက်လုပ်ရသည်ကိုမကြိုက်ပေမယ့်အများနည်းတူမိုးကားရေတောက်ရတာပဲဟုသောစကားမျိုးသုံးလေ့ရှိသည်
တိုင်းပြည်တစ်ပြည်တွင်မိုးကားကြီးရွာရာမိုးကားရေတောက်မိသဖြင့်တိုင်းပြည်တစ်ပြည်လုံးယူသွတ်သွားကြသည်ဘုရင်နှင့်ပရောဟိတ်ပုံနားကမိုးကားကြီးရွာမည်ကိုကြိုတင်သိ၍ရေကောင်းများသိုလှောင်ပြီးတောက်သဖြင့်မယူဘဲကျန်ခဲ့သည်ထိုအခါယူသွားသူအားလုံးကဘုရင်နှင့်ပရောဟိတ်ကိုအယူဟုစွပ်စွဲသဖြင့်ဘုရင်နှင့်ပရောဟိတ်ပါအများနည်းတူမိုးကားရေလိုက်တောက်ကြရသည်ဤပုံမြင်အရအများနည်းတူလိုက်လုပ်ရသည်ကိုမိုးကားရေတောက်ရတယ်ဟုတင်စားခြင်းဖြစ်သည်မကောင်းသောကိစ္စကိုလိုက်လုပ်ရသည့်အခြေအနေမျိုးတွင်ပြောလေ့ရှိသည်ဘာကိစ္စဖြစ်ဖြစ်လှေနံဓာတ်ထစ်မှတ်ထားလို့မဖြစ်ဘူးအကျိုးအကြောင်းဆင်ခြင်ကြည့်ရမှာပေါ့ဟုသောစကားမျိုးတွင်လှေနံဓာတ်ထစ်ဆိုသည်မှာကျိုးကြောင်းဆင်ခြင်မှုမရှိပုံသေးတရက်သေးဟုအဓိပ္ပာယ်ရသည်ပုံမြင်တစ်ပုဒ်ကိုအစွဲပြု၍တင်စားခြင်းဖြစ်သည်လှေသမားတစ်ယောက်လှေဖြင့်ခရီးသွားစဉ်သူ၏တရှည်တချောင်းရေထဲကျသွားရာလှေသမားကဓားကျသည့်လှေနံကိုဓားထစ်၍မှတ်ထားလိုက်သည်နောက်တစ်နေရာကျမှရေထဲဆင်းငုပ်ပြီးရှာရာလှေနံကိုဓားထစ်၍မှတ်ထားသည့်နေရာတည့်တည့်တွင်တစ်စင်းတစ်ချောင်းကိုတွေ့သည်ထိုအခါလှေသမားကသူ့ဓားကလေးရေထဲမှချမ်းလွန်းသည့်အတွက်ကောက်ကွေးသွားရှာသည်ဟုပြောသည်ဆိုသောပုံမြင်ဖြစ်သည်ဂျာအေးသူ့အမေရိုက်လို့မောင်မိုက်မှာငိုးဟုဂျာအေးဖြင့်အစချီသောသီချင်းသည်ပလင်ပေါ်ကမြောက်ကလေးဆင်းတယ်လို့ပြေးဂျာအေးဖြင့်ပင်အဆုံးသတ်သဖြင့်ပက်လယ်ရိုက်နေသည်ဆက်ဆိုလျင်ဆို၍မဆုံးဘဲရှိသဖြင့်ပက်လယ်သီချင်းဟုခေါ်သည်ထိုသီချင်းကိုအစွဲပြု၍အလုပ်တစ်ခုရှေ့မတက်ဘဲတလဲလဲပြန်ဖြစ်နေလျင်ဒီပြဿနာကတော့ဂျာအေးသူ့အမေရိုက်နေပြီဟု၍၎င်းမုံလုံးစက်ကူကပ်နေပြီဟု၍၎င်းတင်စားလေ့ရှိပါသည်ဥပစာစကားများတွင်စာပေထဲကအကြောင်းအရာများကိုအခြေပြုတင်စားသုံးနှုန်းရာမှာအသုံးတွင်ကျယ်လာသောစကားမျိုးလည်းကဏ္ဍတစ်ခုအဖြစ်ပါဝင်ပါသည်နားဆင်ပေးခဲ့ကြသူများအားလုံးကိုဂန့်ဂေါ်ကအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်